မင်္ဂလာပါဒီဗီဒီယိုမှာဒီချက်က research paradigm ရဲ့ဒုတိယ philosophy ဖြစ်တဲ့ interpretism အကြောင်းကိုပြပေးမှာဖြစ်တယ်အဲ့တော့ရှေ့ကဗီဒီယိုတွေမှာ research paradigm ရဲ့ methodology ရဲ့မတူဘူးဆိုတဲ့အကြောင်းကိုအဓိကပြခဲ့တယ်နောက်ပြီးတော့ positivism အကြောင်းကိုလည်းရှင်းပြပေးပြီးသွားပြီအဲ့တော့အဲ့ဒါတွေကိုသိချင်တယ်ဆိုလို့ရှိရင်ဒီချက်ရဲ့ YouTube channel ထဲမှာကြည့်လို့ရပါတယ်အဲ့တော့ဒီမှာကကြတော့ interpretism အကြောင်းကိုရှင်းပြပေးမှာအဲ့တော့ interpretism ဒီ research paradigm နဲ့က philosophy တစ်ခုပဲဖြစ်တယ်အဲ့တော့ interpretism နဲ့ positivism နဲ့ရဲ့မတူတဲ့အဓိကအချက်ကဘာလဲဆိုလို့ရှိရင် positivism က fact လို့ခေါ်တဲ့အချက်လက်တွေကိုအခြေခံထားတယ်ဒါကြောင့်မလို့သူ့ကို objective လို့ခေါ်တာပေါ့နော် interpretism ကကြတော့ subjective ဖြစ်တယ်သူကတော့အချက်လက်ကိုအခြေခံထားတာမဟုတ်ဘဲနဲ့ meaning ပေါ့ဒီ researcher တယောက်ကသူလေ့လာတဲ့ research သူလေ့လာတဲ့ title ကိုသူဘယ်လိုမျိုးဘာသာပြန်မလဲဘယ်လိုမျိုး interpret လုပ်မလဲဆိုတဲ့သဘောတရားကနေချင်းကပ်ပြီးတော့မှစဉ်းစားတယ်ဒါကြောင့်မို့လို့သူ့ကို subjective လို့ခေါ်တယ်အဓိပ္ပာယ်ဖွင့်ဆိုလို့ရတဲ့ philosophy မျိုး research မျိုးပေါ့နော်အဲ့တော့ဒီလိုမျိုး interpretism ကိုဘယ်နေရာတွေမှာတွေ့ထားရှိလဲဆိုရင်ဘာသာပြန်လို့ရတယ် meaning တွေကိုအဓိပ္ပာယ်ပေါ်လို့ရတယ်ဆိုတဲ့အဓိပ္ပာယ်က researcher ဒီ fact တွေကိုအချက်လက်တွေကိုတိုင်းတာတာမျိုးရှာဖွေတာမျိုးမဟုတ်ဘဲနဲ့သူကဒီ concept တွေနောက် experience တွေကိုလေ့လာစုဆောင်းပြီးတော့တနည်းတစ်ပုံဘာသာပြန်တာပေါ့အဲ့တော့ဆိုလိုတဲ့အဓိပ္ပာယ်က researcher ကသူ့ရဲ့အတွေးခေါ်တွေရောသူတွေ့ရှိတဲ့အချက်လက်တွေရောကိုတွေ့ရှိတဲ့ experience တွေသူ့ရဲ့ကိုယ်ပိုင် thinking တွေသူ့ရဲ့ကိုယ်ပိုင်အဓိပ္ပာယ်ဖွင့်ဆိုချက်တွေရောနောက်ပြီးသူတွေ့ရှိတဲ့အချက်လက်တွေကိုသူက experience ပုံမှာအခြေခံပြီးတော့ဘာသာပြန်တဲ့သဘောမျိုး research ရေးတဲ့သဘောမျိုးလို့ပြောလို့ရတယ်အဲ့တော့တေချာပေါက် qualitative research တွေမှာသုံးတာပေါ့နော်ဘာလို့လဲဆိုတော့ qualitative ကဒီချေတို့လေ့လာတဲ့ target respondent လို့ခေါ်တဲ့သူတွေဥပမာကိုက interview လုပ်မယ်ထားပါတော့ in-depth interview လုပ်မယ်ဆိုလို့ရှိရင်အဲ့ဒီ interview ကိုဖြေဆိုမဲ့ respondent တွေရဲ့ thinking တွေ experience တွေသူတို့ရဲ့ထင်မြင်ယူဆချက်တွေသူတို့ရဲ့အတွေးခေါ်တွေကိုလေ့လာတာမျိုးသူတို့ရဲ့ experience တို့သူတို့ရဲ့ဘယ်လိုမျိုးထင်မြင်ယူဆလဲလို့စသဖြင့်အဲ့လိုရှုထောင့်နေရနေကြည့်ပြီးတော့မှ data ကိုယူတယ်ပြီးလို့ရှိရင် researcher ကိုယ်တိုင်ကလည်းပဲသူကိုယ်တိုင်ကလည်း interactive ပေါ့နော်တနည်းတစ်ဖုံပါဝင်ပြီးတော့မှသူကသူ့ရဲ့ထင်မြင်ယူဆချက်တွေသူဘယ်လိုမျိုးတွေးလိုက်ကြလဲဆိုတာနဲ့ချင်းကပ်ပြီးတော့မှ data ကိုစုစည်းပြီးတော့ရေးလို့ရတယ်ဒါကြောင့်မို့လို့သူ့ကို subjective လို့ခေါ်တာအဲ့တော့ဒီမှာဆိုလို့ရှိရင် subjective ဖြစ်တယ် meaning focus ထားတယ်ဆိုတော့အဓိပ္ပာယ်ဖွင့်ဆိုလို့ရတယ်ဒါကြောင့်မို့လို့သူ့ကို interpretism လို့ခေါ်တယ်အဲ့တော့ဒီလိုမျိုး interpretism ကိုသုံးလိုက်ပြီဆိုလို့ရှိရင်ဒီ qualitative မှာအများဆုံးသုံးတဲ့ in-depth interview တွေလုပ်လို့ရတယ် phenomenology တွေလုပ်လို့ရတယ် and နောက်ပြီးဒီ case study ပုံစံမျိုးတွေလည်းလုပ်လို့ရတယ်ပေါ့နော်ဒီလိုမျိုး data တွေကို case study လုပ်ပြီးပဲစုစု in-depth interview လုပ်ပြီးတော့ပဲစုစုရလာတဲ့ data ကို researcher ကိုယ်တိုင်ကသူတွေးတဲ့ခေါ်တဲ့ပုံစံနဲ့ချင်းကပ်ပြီးတော့မှရေးလို့ရတယ်။အဲဒါကြောင့်မို့လို့သူ့ကို interpretism လို့ခေါ်တာဖြစ်တယ်။သူဒီဒါ fact အချက်လက်ပေါ်မှာအခြေခံထားတာမဟုတ်ဘဲနဲ့လေ့လာတွေ့ရှိချက်တွေ observation တွေနောက်ဒီ experience တွေအဲ့လိုနောက် concept တွေအဲ့လိုမျိုးပေါ်မှာအခြေတည်ပြီးတော့ရေးတာဖြစ်တဲ့အတွက်သူ့ကို subjective လို့ခေါ်တာဖြစ်တယ်။သူဒီ interpretism ဆိုတဲ့ philosophy thinking ဖြစ်ပါတယ်။ဒီလိုမျိုး interpretism ကိုတော့ qualitative မှာတွေ့ရပါတယ်။နောက်အထူးသဖြင့် in-depth interview လုပ်တာတို့ phenomenology တို့ပြီးလို့ရှိရင် case study တို့ပေါ့နော်အဲ့လိုမျိုးတွေမှာတွေ့ရတာဖြစ်ပါတယ်အဲ့တော့နောက်ဗီဒီယိုတွေမှာတော့နောက်လာကြံသေးတဲ့ဒီ critical realism တို့ pragmatism တို့အကြောင်းကိုရှင်းပြပေးပါမယ်အဲ့တော့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်